မင်္ဂလာပါဒီနေ့မှာတော့ထမိန်မှာအသုံးပြုတဲ့အသားကျိတ်လေးကိုလုပ်ပြမှာဖြစ်ပါတယ်နော်အသားကျိတ်လုပ်ဖို့အတွက်အထက်စင်စာဒါမှမဟုတ်လို့ရှိရင်ကြိုက်တဲ့ပိတ်စာတစ်စလိုပါမယ်နော်ပြီးတော့အရန်လွယ်ကူပြီးတော့မှလုပ်ရလွယ်အောင်လို့ဒီဟာလေးကိုအသုံးပြုတယ်ပေါ့နော်တကယ်လို့ဒါမရှိဘူးဆိုလို့ရှိရင်လည်းအမတို့ဒီဟာလေးကိုဒီတိုင်းလေးခောက်ပြီးတော့မှထိမ့်ပြီးတော့မှမီးဘူးနဲ့တိုက်လဲရတယ်နော်အခုဒီပိတ်စလေးကတော့မတို့အကျယ်က5 cm ရှိတယ်အရှည်ကတော့60 cm ရှိပါတယ်เนาะအခုဘယ်လိုခောက်တယ်ဆိုတာကိုပြမယ်เนาะအမတို့ကဒီအသားကျိတ်မှာအမဒါ2 cm လောက်ထားတာဖြစ်တဲ့အတွက်အပြားကိုက2 cm စာရဲ့ပြီးတော့ခောက်စာက1 cm 1 cm နဲ့ပြီးတော့ခောက်လိုက်လို့ရှိရင်သူကနည်းနည်းလေးစားရမှာဖြစ်တဲ့အတွက်1 cm ကပိုယူထားတာဖြစ်တဲ့အတွက်အပြားက5 cm ဖြစ်သွားတာเนาะအခုဒါလေးကိုဘယ်လိုခောက်ရမလဲဆိုတာပြပေးမယ်နော်တကယ်လို့ကိုကမကျွမ်းကျင်သေးဘူးဆိုရင်ဒီမှာ1 cm မှတ်လိုက်မယ်ဒီကိုလည်း1 cm မှတ်လိုက်မယ်နော်ဒါကိုတောက်လျှောက်ဆွဲရလို့ရတယ်နော်ဒါလေးကိုတစ်ချောင်းဆွဲရလိုက်မယ်အဆုံးထိဆွဲရမယ်နော်ဒီလိုမျိုးဒါလေးဆွဲပြီးပြီဆိုရင်ဒီ1 cm အတိုင်းအလိုက်တင်လေးဒီဘက်ကိုခောက်လိုက်မယ်ခောက်ပြီးတော့မှမီးဘူးလေးထိုးလိုက်မယ်ဒါကိုလည်း1 cm အတိုင်းခောက်လိုက်မယ်ခောက်ပြီးတော့မှမီးဘူးထိုးလိုက်မယ်ဒါဆိုရင်ဒါလေးကဒီလိုအနေထားရပါမယ်အခုဒါလေးကိုမီးဘူးတွားပြီးတော့မှတိုက်ပြမယ်နော်ဒါလေးကိုမီးဘူးစပြီးတော့မှတိုက်ပြမယ်နော်ဒါလေးက1 cm နော်အဲ့တော့မှဒါလေးကိုခောက်လိုက်မယ်ခောက်ပြီးတော့မှမီးဘူးဖိလိုက်မယ်နော်လိုက်မယ်ပြီးပြီးရင်ဒါလေးအပူဆုပ်တဲ့အတန်လေးဒါလေးကိုဒီလိုလေးလှုပ်လိုက်ရင်မပူတော့ပြားလဲပို့ပြီးပြားသွားတယ်နော်နောက်တစ်ဖက်ကိုလည်း1 cm ခောက်မယ်ခောက်ပြီးရင်ဒါလေးနဲ့ပြန်ပြီးတော့မှဖိလိုက်မယ်ဖိပြီးရင်ဒီပူဆုပ်တဲ့ဟာလေးနဲ့ဒီလိုလေးလှုပ်လိုက်မယ်ကဒီအပြားလေးကိုသုံးပြမယ်အပြားလေးမရှိတဲ့လူကဒီပုံစံတိုင်းကိုအစုံတိတောက်လျှောက်မိဘူးတိုက်သွားမယ်နော်အခုမှဒါလေးကိုအသုံးပြုပြမယ်ဒါလေးကိုဒီလိုလေးလှန်လိုက်ဒီဘက်မှာရှိရနော်ဒီထဲကိုဒီအလှဘက်ချမ်းကနေပြီးတော့မှဒီလိုလေးထည့်လိုက်မယ်ထည့်ပြီးတာနဲ့ဒီတောက်လျှောက်လေးကိုအလိုက်တင်လေးမိဘူးတိုက်သွားရပြီနော်ပြားလေးရသွားပြီပေါ့နော်အခုဒါလေးကိုဘယ်လိုခောက်ရမယ်ဆိုတာကိုမျှဝေပေးမယ်နော်အခုပထမအဆုံးအနေနဲ့အမတို့ဒီမှာအမတ်လေးမှတ်ထားတယ်ဒီအမတ်လေးတွေအတိုင်းကိုဒီဘက်မှာပြန်မှတ်ပြမယ်အတူတူပဲနော်ပထမဆုံးဒီကနေပြီးတော့မှ2 cm မှာတမတ်မှတ်လိုက်မယ်နော်မှတ်ပြီးတာနဲ့ဒီ2 cm ကနေအပေါ်ကို6 cm မှတ်လိုက်မယ်မှတ်ပြီးရင်ဒီမှာ2 cm ဆိုတော့2 cm 3 ခါဖြစ်သွားပြီเนาะအဲ့3ခါကိုအရင်မှတ်လိုက်မယ်မှတ်ပြီးတာနဲ့ပထမဆုံးဒီအမတ်ကိုမကင်ဘူးဒီဒုတိယ2 cm အမတ်ကိုဘယ်လိုလေးယူလိုက်မယ်ယူပြီးတာနဲ့ဒီထိတ်ကိုလာထိလိုက်မယ်ဒါဆိုရင်2 cm အပြားဖြစ်သွားပြီเนาะပြီးရင်ဒါလေးကိုပင်လေးနဲ့ထိုးထားမယ်ပြီးတာနဲ့ဒီကနေပြီးတော့မှ6 cm ပြန်မှတ်လိုက်မယ်ပြီးရင်ဒီမှာ2 cm တစ်ခါ2 cm တစ်ခါမှတ်လိုက်မယ်နော်မှတ်ပြီးရင်ဒီအမတ်ကနေဒီအောက်ဆုံးအမတ်ရဲ့အပေါ်ဆုံးအမတ်ရဲ့ကိုဒီလိုလေးလာပြီးတော့မှထိလိုက်မယ်ထိပြီးရင်သူ့ကိုလည်းပင်လေးနဲ့ပြန်ထိုးလိုက်မယ်နော်ပြီးရင်နောက်ထပ်6 cmတစ်ခါမှတ်မယ်ပြီးရင်ဒီမှာ2 cm ဒီမှာလည်း2 cm မှတ်လိုက်မယ်နော်မှတ်ပြီးရင်ဒီအောက်ဆုံးမတ်နဲ့အောက်ဆုံးမတ်လေးကိုခောက်မယ်ပြီးအပေါ်ဆုံးမတ်ကိုဒီလိုလေးလာထိလိုက်မယ်ဒါဆိုရင်ကျန်တာတွေကိုဒီတိုင်းလေးပဲဆက်ပြီးတော့မှလုပ်သွားလိုက်မယ်နော်ပြီးရပြီနော်ဒီဘက်မှာ2 cm ပို့ထားရမယ်ဒီဘက်ကိုလည်း2 cm ပို့ထားရမယ်နော်ဘာလို့လဲဆိုတော့မလေးရကြတော့ဒီတိုင်းထားရင်ချုပ်စာဖွာတော့မှဖြစ်တဲ့အတွက်မောက်တာလေးတွေကိုအချောတက်ပြီးအလားဘက်ကိုဒီလိုလေးခောက်ပေးရမယ်ဟုတ်ပြီနော်ခောက်ပြီးရင်ဒါလေးကိုပင်လေးတစ်ချက်ထိုးလိုက်မယ်ပြီးရင်ဒီဘက်ကိုလည်းအတိုင်းပဲအတွင်းထဲကိုခောက်မယ်ခောက်ပြီးရင်ပင်လေးတစ်ချက်ထိုးလိုက်မယ်နော်
ထိုးပြီးပြီဆိုရင်ဒီဘေးကိုတစ်ချောင်းသွားချုပ်မယ်ပြီးရင်ဘေးကိုလည်းတစ်ချောင်းသွားပြီးတော့မှနင်းလိုက်မယ်နော်အခုဒါလေးကိုနင်းပြပါမယ်နော်ပထမဆုံးပင်ကိုဖြုတ်လိုက်မယ်နော်ဆိုတာနဲ့မတို့နောက်တစ်ဖက်ကိုလည်းဒီတိုင်းလေးပဲအလိုက်တင်လေးချုပ်သွားမယ်နော်အခုဆိုရင်လာပါပြီးတရက်တဲ့အသားကျိတ်လေးရသွားပါပြီเนาะအလုံးမဲ့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်เนาะကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်